Hello ဒီလိုဗီဒီယိုကိုဘယ်လိုလုပ်ရမလဲလို့မေးထားတဲ့သူတွေအတွက်အသေးစိတ်တစ်ဆင့်ချင်းစီကိုဒီဗီဒီယိုထဲမှာပြောပြသွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးပါဗီဒီယိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကို့မှာ Gemini ဒါမှမဟုတ်လို့ရှိရင် ChatGPT application နဲ့ RoboNeo ဆိုတဲ့ application ရှိဖို့လိုပါမယ်အဲ့ဒါပြီးလို့ရှိရင်ကိုလှုပ်ချင်တဲ့ကိုရဲ့မူရင်းတပ်ပုံကိုဝတ်ချင်တဲ့ costume ပါတဲ့ပုံနဲ့ကိုလှုပ်ချင်တဲ့ဗီဒီယိုကို down ထားဖို့လိုအပ်ပါတယ်ပြီးသွားရင်တော့ ChatGPT ဒါမှမဟုတ် Gemini ထဲဝင်ပြီးတော့မှကိုလုံးမဲ့ပုံနှစ်ပုံနဲ့အောက်ကစာသားလေးကိုပို့ပြီးတော့မှပုံပြောင်းရမှာဖြစ်ပါတယ်ခဏလောက်စောင့်ပြီးလို့ရှိရင်တော့ကိုလိုချင်တဲ့ပုံကိုရလာမှာဖြစ်ပါတယ်အဲ့ဒီပုံရလာပြီဆိုလို့ရှိရင် save ထားလိုက်ပါပြီးသွားလို့ရှိရင်တော့ RoboNeo app ထဲကိုဝင်ပါ app ထဲဝင်လို့ရှိရင်ဒီလိုပေါ်လာမှာဖြစ်တယ်ပေါ့နော်အောက်က၄အောက်ကမှာအမှန်ချစ်ပြီးတော့မှကိုကြိုက်နေတဲ့တဲ့နီးလန်းနဲ့ဝင်လို့ရပါတယ် Google account ရှိတဲ့သူကတော့ Google နဲ့ဝင်လို့ရှိရင်ပို့ပြီးတော့လွယ်ကူမြန်ဆန်ပါတယ်အကောင့်ထဲဝင်ပြီးသွားရင်ဒီလိုပေါ်လာမယ်အမှ motion sense ကိုနှိပ်လိုက်ပါပြီးသွားရင်တော့ဘယ်ဘက်မှာကိုယ့်ရဲ့မူရင်းတပ်ပုံညာဘက်မှာတော့ကိုလှုပ်ချင်တဲ့ဗီဒီယိုကိုထည့်ရပါမယ်ဆိုဟာအကယ်၍ motion sense ကိုမနှိပ်မိရင်လည်းကိုယ့်ဘာသာကို one tap motion sense ဆိုတဲ့စာသားရိုက်ထည့်လို့ရပါတယ်ပြီးရင်နောက်ဆုံးမှာမြားလေးကိုနှိပ်ပြီးတော့9မိနစ်လောက်စောင့်လိုက်ရင်ကိုလိုချင်တဲ့ဗီဒီယိုရလာပါပြီ save ထားလိုက်ပါအဲ့လိုဗီဒီယိုကနှစ်ခုလုပ်ရမှာဖြစ်ပါတယ်ခုလေးရလုပ်ပြီးသွားသလိုမျိုးကိုယ့်ရဲ့မူရင်းပုံနဲ့ဗီဒီယိုတစ်ခုနဲ့ကိုပြီးသွားပြီးတော့ပြင်ထားတဲ့ဝတ်စုံတဲ့ဗီဒီယိုတစ်ခုထပ်လုပ်ရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်အဲ့ဗီဒီယိုနှစ်ခုလုံးကို TikTok မှာသွားပြီးတော့မှ edit ပေါင်းပြီးတော့မှလုပ်ရမှာဖြစ်ပါတယ်အခုလိုမျိုး TikTok မှာကိုယ့်ရဲ့မူရင်းပုံကိုအရှိမထားပြီးတော့ costume နဲ့ကိုအနောက်မှာထားပြီးတော့ edit လုပ်လိုက်လို့ရှိရင်ပြီးသွားပါပြီအားလုံးအဆင်ပြေကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် Bye bye